တင်လုံးဝကြိုက်နှစ်သက်စေမဲ့ကျွန်တော်ရဲ့နောက်ဆုံးပေါ်တီထွင်စမ်းသစ်မှုတစ်ခုကိုပြသပါရစေကျွန်တော်ကတင်တို့ကိုအကူအညီပေးမဲ့အိမ်သာကိုတီထွင်လိုက်တာပါဒီဇိုင်းကတကယ်ကိုလူသားဆန်ပါတယ်ကျွန်တော်တို့ဝမ်းချုပ်တဲ့အခါတိုင်းအိမ်သာတက်ရတာအလွန်ပဲခက်ခဲလာပါတယ်အရာဝတ္ထုအကြီးကြီးတွေကခန္ဓာကိုယ်ထဲမှာပိတ်မိပြီးအသက်ရှူကျက်တာမျိုးအလွယ်တကူဖြစ်စေနိုင်ပါတယ်ဒီအိမ်သာနဲ့ဆိုရင်တော့ဝမ်းချုပ်တဲ့အခါကင်းပေါ်မှာထိုင်ပြီးဆက်ဖွင့်လိုက်ရုံပါပဲတွေ့လားဘာအားမှစိုက်ထုတ်နေစရာမလိုတော့တလို့တသက်စာအတွက်လည်းအလုပ်ဖြစ်သွားမှာပါအသုံးပြုရတာအလွန်ပဲလွယ်ကူပါတယ်ကျွန်တော်တီထွင်ထားတဲ့နောက်ဆုံးပေါ်မြန်ဆန်ပြီးချုံးမွေးစေမဲ့အိမ်သာတစ်ဆက်ဆက်လေးကိုပြပါရစေဒီဇိုင်းကတော့တကယ်ကိုလူသားဆန်ပါတယ်ကျွန်တော်တို့ဝမ်းချုပ်ပြီးအိမ်သာတက်ချင်တဲ့ခါတိုင်းတခါတလေခန္ဓာကိုယ်ထဲမှာအလုံးကြီးတစ်ခုပိတ်ဆို့ပြီးတနေ့တလူခံစားရတတ်ပြီးဘလို့ပဲလှုပ်ထွက်မလာတတ်ပါဘူးအဲ့ဒါကတကယ်ကိုနေရခက်လာပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့တီထွင်မှုကိုတုံးပြီးဝမ်းချုပ်တဲ့အခါအပေါ်မှာထိုင်လိုက်ရုံနဲ့ခလုတ်လေးဖွင့်လိုက်ရုံပါပဲတွေ့လားဘာမှအားဆိုင်စရာမလိုပဲချောချောမွေ့မွေ့ရှင်းလင်းသွားပြီးအားလုံးဟာတခါတည်းနဲ့တင်အဆင်ပြေသွားမှာပါတုံးရတာအရန်လွယ်ကူပါတယ်ဝမ်းချုပ်တက်တဲ့သူတွေအတွက်တင့်တော်မဲ့အိမ်သာတစ်ခုရှိပါတယ်ဒီဟာကတော့တင်ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့အိမ်သာဖြစ်မှာပါဘာလို့လဲဆိုတော့အိမ်သာတက်တဲ့အခါမစင်တွေကိုတင်ကိုယ်တိုင်အားဆိုင်ညစ်ထုတ်เสียမလို့တော့ပါဘူးအိမ်သာမှာအစင်တင်ပါတဲ့ညက်ကြီးတွေဟာတင့်ကိုဝမ်းသွားရတာအဆင်ပြေအောင်လုပ်ပေးပါလိမ့်မယ်ဒါကြောင့်ဒီအိမ်သာဟာဝမ်းချုပ်တက်တဲ့သူတွေအတွက်ရွေးချယ်စရာကောင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာ